Okay ဖတ်ကြည့်ပါအောင် Do you have Do you have breakfast every day? အနည်းဆိုရင် Usually. Okay အနည်းဆိုရင် Does he have Does he have breakfast breakfast every day? every day Okay เนาะပြန်ဖြေရဆိုရင်เนาะ you ဆိုတော့ Yes I have breakfast every Yes, day I have breakfast every day. အနည်းဆိုတော့ Yes he He, has ဖြစ်သွားတယ်เนาะ yes, breakfast he has breakfast every Okay day. အဲ့တော့ have ရဲ့အဓိပ္ပာယ်လေးပြန်လေ့လာကြည့်ရအောင်เนาะ have မှာအဓိပ္ပာယ်တွေအများကြီးရှိရယ် Okay အဲ့တော့သူ့ရဲ့ပထမအဓိပ္ပာယ် Okay เนาะverb to do မျိုးစားဖြစ်တော့ကာလခွဲတော့ have has Have, has, having having, had had, had had. Okay เนาะအဲ့တော့ပထမဆုံးကျွန်တော်တို့သူ့ရဲ့အဓိပ္ပာယ်တစ်ခုကပိုင်ဆိုင်သည်တစ်ခုခုရှိတာကိုပြောချင်တာပေါ့เนาะငါမှာကားရှိရယ် I have a car အလုပ်ရှိရယ် I have a Have job a job. Okay เนาะနောက်တစ်ခုငါမှာပတ်စံရှိရယ် I have I have money ဒါမှမဟုတ်ရင် many, much money အစွန်ပြေတယ်လို့ပြောပေါ့ much money. Okay နောက်စားစရာနဲ့တွေ့တယ်ဆိုရင်စားသည်ဖြစ်သွားတာဒီမှာဆိုရင်ငါမနေ့စားတယ် I have I breakfast have breakfast Okay တရားရောက်နဲ့အတူတူစားမယ်ဆိုရင် with my family wine. Okay နောက် I have lunch I have dinner စားစရာတစ်ခုခုနဲ့တွဲပြောရင်စားသည်ပေါ့ Okay ကဲလို့တောက်စရာနဲ့တွေ့တယ်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်ကတောက်သည်ဖြစ်သွားတာဟုတ်တယ်မလား I have a cup of coffee ဒါမှမဟုတ်ရင် tea every morning ဒီနော်မနက်တိုင်းကျွန်တော် coffee တစ်ခွက်တောက်ပါတယ် Okay နောက်တစ်ခါလေကျရင်ကျွန်တော်တို့စားတာနဲ့တောက်တာတွဲပြောတယ်လေမနက်စာကိုအကြကွင်းနဲ့လက်ဖက်ရည်စားတယ် Okay ရှမ်းခေါက်ဆွဲနဲ့လက်ဖက်ရည်တောက်တယ်ဒီလိုပြောတဲ့အခါဆိုရင်လည်း have နဲ့သုံးထားရှိတယ်အဲဆိုရင် I have a bowl of Shan noodles Yes. Okay and cup of tea for breakfast Okay ဒီတိုင်းလေးလည်းသုံးလို့ရတယ်နော်ကျွန်တော်တို့စားရတဲ့တောက်တာတွဲပြီးတော့သုံးတာပေါ့နော်โอเคအဲ့တော့သူကစားပိုင်ဆိုင်တာကိုပြောလို့ရတယ်အစားတောင်းနဲ့တွဲပြီးတော့ပြောလို့ရတယ်နောက်တစ်ခုကပြုလုပ်တာပေါ့နော်အထူးသဖြင့်အစည်းအဝေးတွေပြုလုပ်တာ I have a meeting meeting ရှိရလို့ပြောတာပေါ့နော် meeting ရှိရဆိုတာ meeting လုပ်မယ် meeting ပြုလုပ်တာကိုပြောချင်တာ I have a date Okay နော်ဒါမှမဟုတ်ရင်ချင်းဆိုမှုတွေလုပ်တဲ့အခါမှာတောင်းလို့ရတယ် I have a day I have an appointment Okay နော်တရားရောက်နဲ့လုပ်မယ်ဆိုရင် with ပေါ့ I have a appointment with the lawyer ရှင်းနေနဲ့ချင်းဆိုမှုလုပ်ထားတယ်ပေါ့ရှင်းနေနဲ့တွေ့စရာရှိရပေါ့နော်နောက်တစ်ခုကတော့ယောဂဝေဒနာတွေခံစားရင်လည်း have နဲ့ပဲသုံးတယ်ကျွန်တော်တို့ feel နဲ့မသုံးဘူးเนาะခေါင်းကိုက်တာခံစားရတယ်ဆို feel နဲ့မသုံးဘူးပေါ့နော်တော့ကိုက်တယ်ဆို feel နဲ့မသုံးဘူး have နဲ့သုံးတာရှိတယ်ဘယ်လိုလေးလဲဆိုရင် I have a headache Have a headache. Okay နော် I have a toothache Headache. I have an headache Okay နော်ခန္ဓာကိုယ်စိတ်ပိုင်းလေးနဲ့ ache နဲ့တွဲသုံးတာပေါ့အဲ့ဒီဟာကိုက်ခဲတယ်ပေါ့သွားကိုက်တယ်မျက်လုံးကိုက်တယ်ဥမာဘိုက်အောင်တယ် I have a stomach ache Okay နော်ကြောနာတယ် I have a backache ဒီတိုင်းလေးသုံးလို့ရတယ်နော်ပြန်ပြောပါမယ် have ရဲ့အဓိပ္ပာယ်လေးတွေကနည်းနည်းများတယ်ပိုင်ဆိုင်မှုတွေကိုပြတဲ့အခါမှာသုံးလို့ရတယ်အစားအသောက်နဲ့တွဲသုံးလို့ရတယ်အစည်းအဝေးတွေချိန်ဆမှုတွေလုပ်တဲ့အခါမှာပြုလုပ်တည်လို့သုံးတယ်နောက်တစ်ခုယောဂဝေဒနာတွေဆိုရင်တော့ခံစားရတယ်ပေါ့အနည်းဆိုရင်တော့ has ဖြစ်သွားမယ်နော်အနည်းဆိုရင်တော့ has ဖြစ်သွားမယ် Has. ကြတော့တစ်ခေါက်လောက်ဖတ်ကြည့်ရအောင်ပေါ့နော်ညင်းမယ်ဆိုရင် doesn't ဝင်ကရိယာ Doesn't have. ဖတ်ကြည့်ပါအောင် brother positive negative ဖတ်ကြည့်မယ်နော်ဖတ်ကြည့်မယ် I have a car I don't have a car
I have a car. I don't have a car. He has သက်ဆိုချင် he တာ has လေ a I have a job I have a job. I don't have a job. I have a some money. I don't have a some money. I have breakfast. I don't have breakfast. I have with I have breakfast with my family. I don't have breakfast with my family. I have a cup of coffee every morning. I don't have a cup of coffee every morning. I have pollution noodles and a cup of tea for breakfast. I don't have a pollution noodles and cup of tea for breakfast. I have a meeting at 8. I don't have a meeting at 8. I have a I have I have a day you have I have a date. I I don't don't have have a a date. day Date. I have a I have an appointment with the lawyer I I have an appointment with the lawyer. I don't have an appointment with the lawyer. I have a headache. I don't headache have a စာ headache. လမ်းနဲ့ထွက်မယ်နော် headache I have a headache. I don't have a headache. I have a toothache toothache. I don't have a toothache. I have a earache earache. I don't have a earache. okay နော်အနည်းဆိုရင်တော့ he has he doesn't Yes, have he doesn't have.